ဘယ်မျိုးသမီးမှဘယ်တော့မှဝန်ခံမှာမဟုတ်တဲ့ကိစ္စတစ်ခုကြောင့်ပြောပြမယ်သိလားကိုနဲ့ညီမဆက်ဆံရေးရှိပါတယ်ဆိုရယ်တခြားအမျိုးသမီးတွေအားလုံးကကိုအောင်မြင်လာမှာကိုလူလားနေကြတာဆိုတာတော့မဟုတ်ဘူးကျမတို့မိန်းကလေးကြီးပြင်းလာတဲ့တစ်လျှောက်မှာအမျိုးသားတွေနဲ့ပတ်သက်ပြီးတော့သတိပေးခံရတာရှိရယ်ဒဇင်းယောက်ျားလေးတွေနဲ့စကားမပြောဘူးကိုယ့်ရဲ့နှလုံးသားကိုအထိကိမခံဘူးအတုံးချမခံဘူးအစရှိတဲ့ပြင်ပေါ့နော်ဒါအမျိုးသမီးတယောက်ရဲ့ရန်နဲ့ကိုကာကွယ်ရမယ်ဆိုတဲ့စကားမျိုးကိုတော့ဘယ်သူမှသတိမပေးခဲ့ကြဘူးကိုယ့်ရဲ့အနားမှာကပ်ပြီးတော့နေတယ်သူ့ရဲ့စိတ်ထဲမှာကိုတိတ်တိတ်ကလေးကြိတ်ပြိုင်နေတယ်ကိုလုံးသမျှကိုလိုက်ပြီးတော့အတူခိုးတယ်ကိုရဲ့အောင်မြင်မှုတွေကိုလိုက်ပြီးတော့အနှောက်အယှက်ပေးတယ်အဲ့လိုအမျိုးသမီးတွေဆိုတာတကယ်ရှိဒီဗီဒီယိုထဲမှာတော့ကိုရဲ့ဘဝကိုတစ်နေ့ထက်တစ်နေ့ပို့ပြီးတော့တိုးတက်ကြီးဝအောင်စူးစမ်းနေတဲ့အမျိုးသမီးလေးတွေအတွက်အနားမှာမချားတဲ့တငယ်ချင်း၅မျိုးအကြောင်းကိုပြပြပေးမယ်နော်နံပါတ်1ကိုပြုံးပြနေတဲ့တငယ်ချင်းတွေအားလုံးကကိုအကျိုးကိုလူလားနေကြတော့မဟုတ်တချို့အမျိုးသမီးတွေကပွင့်ပွင့်လင်းလင်းမမုံသူတို့ရဲ့စိတ်ထဲမှာကိုတိတ်တိတ်ကလေးပဲမအောင်မြင်စေချင်တာလူတွေရှိမှဆိုလို့ရှိရင်တော့ကိုအောင်မြင်မှုတွေအတွက်လက်ခုပ်တီးမယ်ဒါပေမဲ့ကိုရမှာကြတော့ကိုယ့်ရဲ့အခွင့်အရေးတွေကိုလိုက်ပြီးတော့ပိတ်ပင်တယ်အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုတန်တရားတွေဝင်လာအောင်လို့လိုက်ပြီးတော့ပြောတတ်တယ်ကုညီသလိုဟန်ဆောင်ပြီးတော့စိတ်ဓာတ်ကျသွားအောင်လုပ်တတ်တဲ့သူမျိုးပေါ့နော်သူပါဇက်ကတော့ပြောလိမ့်မယ်ဒီအလုပ်လုပ်ကတာအရန်စိတ်ပင်ပန်းနဲ့နင်လုံနိုင်မှာမဟုတ်ဘူးဒီလုပ်တွေလုပ်တာသူများတွေလည်းမအောင်မြင်ကြဘူးနင်မလုပ်ပါနဲ့လားအစရှိတဲ့ရင်ပေါ့နော်အဲ့တော့တစ်ခုမှတ်ထားပါကိုယ့်ရဲ့ energy တွေဆိုလိန်လို့မရအောင်နော်သူနဲ့စကားပြောမိကမှကိုအလုံးလုံးချင်စိတ်တွေပျောက်သွားတာကိုယ့်ဘက်ကိုတန်တရားတွေဝင်လာတာဆိုလို့ရှင်တော့အဲ့သူကကိုအတွက်တငယ်ချင်းမဟုတ်ပါဘူးเนาะနံပါတ်2ကိုတခုခုလုံးတော့မှပဲသူလဲလှုပ်ဖို့စိတ်ကူးရတယ်လို့ပုံစံမျိုးနဲ့လိုက်လို့ပြီးတော့တကယ်တမ်းကျလိုက်ပြီးတော့ပြိုင်နေတတ်တာပါတကယ်တငယ်ချင်းအစ်စ်တွေဆိုတာကတယောက်ကတခုခုလုံးလို့ရှင်နောက်တယောက်ကလည်းစိတ်ကူးရပြီးတော့လိုက်လို့တာမျိုးတော့ရှိတတ်တာပေါ့เนาะဒါပေမဲ့ကိုအတိုက်ခံလုပ်ပြီးတော့အတင်းလိုက်ပြီးတော့ပြိုင်တဲ့ပုံစံမျိုးတော့ဘယ်တော့မှမလုပ်တတ်ဘူးဒါပေမဲ့ကိုအပြိုင်တယောက်လိုမျိုးသဘောထားနေတဲ့တငယ်ချင်းဆိုတဲ့သူကကြတော့ तू ကကိုထက်သားနေမှသူ့ကိုယ်သူအမြဲယုံကြည်မှုရှိနေတတ်တဲ့သူမျိုးပါကိုကဝေးလျှော့တော့မယ်လို့လုပ်ခါမှ तू ကရုတ်တရက်ကြီးဂျင်ကိုထသွားတာမျိုးကိုကလုပ်ငန်းတစ်ခုလုပ်တော့မယ်လို့ပြောလိုက်ခါမှ तू ကကိုနဲ့နာမည်တူပုံစံတူ idea တူလုပ်ငန်းမျိုးလိုက်ပြီးတော့လွတ်တတ်တဲ့သူမျိုးပေါ့နော်အဲ့တော့တခုသိထားမှာကိုလိုက်ပြီးတော့ပြိုင်နေတတ်တဲ့အဲ့ဒီတငယ်ချင်းကအပြင်ပန်းကြည့်လိုက်လို့ရှင်တော့ तू ကအမြဲတမ်းကိုထက်သားနေတဲ့ပုံစံမျိုးပဲသူ့စိတ်ထဲမှာကို့အနာဂတ်အလားအလာတွေကိုမြင်ပြီးတော့ကို့အနာဂတ်မှာအောင်မြင်လာမှာကို तू ကအရန်ကိုကြောက်နေတတ်တဲ့သူပါနံပါတ်3ကိုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလက်နက်တစ်ခုအနေနဲ့အသုံးချတတ်တဲ့သူပါအချက်ဆုံးတငယ်ချင်းတွေကတယောက်ကြောင်တယောက်အကုန်သိကြရလေငွေရေးကြေးကိစ္စပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ဘဝရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့တခြားသူကိုဘယ်တော့မှပြန်ပြီးတော့ဖောက်တယ်မချဘူးအကွက်ဆင်ပြီးတော့လည်းဘယ်တော့မှအနိုင်မယူတတ်ဘူးမကောင်းတဲ့တငယ်ချင်းကြတော့ကိုနဲ့ပတ်သက်တဲ့အချက်လက်တွေကို तू ကလက်နက်တစ်ခုအနေနဲ့စုထားတာနောက်တစ်ချိန်မှာကို့ကိုပြန်ပြီးကြောက်ချဖို့ကို့နင်းချေပစ်ဖို့လိုအပ်လာတဲ့အချိန်ကြတော့မှကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုလက်နက်အနေနဲ့ပြန်ပြီးတော့သုံးတတ်ကြတယ်ပေါ့နော်နံပါတ်4တချို့အမျိုးသမီးတွေကကြတော့ကိုယ့်ကိုလိုက်ပြီးတော့အတူခိုးရုံနေမဟုတ်တော့ဘူးကိုယ့်ရဲ့ဖြစ်တည်မှုတွေအကုန်လုံးပါသူတို့ကလိုချင်နေတဲ့သူမျိုးတွေအဲ့လိုလူမျိုးတွေကအရန်ကြောက်ဖို့ကောင်းတယ်နော်ကံကြမ္မာချင်းကလဲလှယ်ပြစ်ချင်တဲ့သူမျိုးတွေသူတို့တွေကိုယ်နားမှာနေနေတယ်ဆိုတာကိုယ့်ကိုချစ်လို့မဟုတ်ဘူးကိုလှုပ်တဲ့အတိုင်းတွေလိုက်ပြီးတော့လှုပ်ချင်လို့ကိုဝတ်တဲ့ဝတ်စားကိုယ့်ရဲ့သပင်ပုံစံကိုရည်တဲ့ပုံစံနောက်ဆုံးကုန်ပြောရရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေအားစားသူတို့ကအကုန်လိုက်ပြီးတော့အတူခိုးတာပထမပိုင်းတော့အဲ့လိုလူမျိုးနဲ့ပေါင်းအတင်ရနည်းနည်းတော့ပျော်နေမှာပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့အဝင်းအဝိုင်းတွေကြားထဲမှာကိုရမယ့်အခွင့်အရေးတွေကိုသူတို့အကုန်လုံးစုပ်ယူသွားတာအဲ့ဒါကကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုမှခိုးယူလိုက်တဲ့ပုံစံမျိုးပါအဲ့လိုလူမျိုးကိုကိုယ်အနားရောက်လာပြီဆိုတာသိလိုက်လို့ရှိရင်ကိုယ်အနားအနေနဲ့မြန်ထွက်သွားအောင်လို့ဖယ်ထုတ်လိုက်ပါတော့နော်နောက်ဆုံးကြောက်ကတော့ကိုယ့်ရဲ့အကူအညီတွေအများနဲ့လိုအပ်နေတဲ့သူမျိုးတွေပါဒီလိုလူမျိုးတွေကတော့မကောင်းတဲ့သူတွေတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူတို့နဲ့အတူနေရတာကိုယ့်အတွက်အရန်ဝင်တုံးဝင်ဖို့ဖြစ်တယ်အများနဲ့သူတို့မှာစိတ်ညစ်စရာတွေအများနဲ့ရှိနေတယ်အစင်မပြေရတဲ့အမြဲတမ်းရှိနေတယ်အဲ့အတွက်ကိုကပဲအမြဲတမ်းကူညီနေရတဲ့အခါကျတော့ကြာလာရင်ကိုယ့်ရဲ့တိုးတက်မှုတွေနှောင့်နှေးလာတတ်ပါတယ်